အားလုံးပဲမင်္ဂလာပါဗျာဒီဗီဒီယိုဖိုင်လေးတင်းနေတာဗျာတင်မရတဲ့နောက်တစ်ချိန်ပြန်ပြီးတော့ကျွန်တော်တင်းနေပေးတာပါဗျာဒါဒုတိယချိန်ထပ်တင်ပေးတာပေါ့နော်ဒီမီးခွက်လေးကျွန်တော်ပရိုပေါက်နောင်မီးခွက်လေးပေါ့ဗျာနော်ဒါမီးမလာလို့ကျွန်တော်ဓာတ်နဲ့အဲ့လိုမီးပေးပြီးဖြတ်ချရတာပါနော်မီးစက်နှိုးဖို့ရလဲမီးစက်ကလည်းကာပလိုက်ကမကောင်းဘူးဗျာနှိုးလို့မရတာနဲ့ဖြတ်ချတဲ့အရာလေးတွေကိုအရာလေးတွေကိုတစင်းနဲ့ပြောင်းချောရပါတယ်နော်ပြောင်းချောပြီးရင်ကျွန်တော်ကွန်ပါတောက်ကလေးနဲ့သူ့ original line လေးတိုင်းကိုဖြတ်ထားတဲ့အတူစာလေးက original ဖြတ်သားစာလေးပေါ့ဗျာသူ့ရဲ့ line အကျယ်ချင်းလေးကိုဒီလိုကွန်ပါတောက်ချုံလေးနဲ့ဒီဘက်ထိပ်ကမှတ်မယ်ဟိုဘက်ထိပ်ဒီဘက်ထိပ်ဖုန်းကလက်ကကန်ရသေးဆိုမငြိမ်ဘူးဗျာအားလေးတိချာမှတ်မယ်စာနာမလွဲအောင်လို့ပေါ့ဗျာဟိုဘက်ဒီဘက်အချင်းကျယ်လေးမလွဲအောင်လို့အဲ့လိုမှတ်ပြီးရင်ကျွန်တော်ပေတာနဲ့စူးချုံနဲ့တကြောင်းချင်းလိုက်ချစ်မယ်ပေါ့ဗျာနော်တောက်လျှောက်ရှိသမျှ line နေပေါ့ဗျာဟိုဘက်ထိပ်ကြီးပြေးသွားမှာပေါ့ပြီးစူးချုံနဲ့လိုက်ချစ်မယ်ဗျာ line စင်းလေးအကုန်ရပြီလိုင်းစင်းလေးအကုန်ပေါ်ပြီဆိုရင်ကျွန်တော်ဆောင်းနဲ့စတင်ပြီးတော့ပုံဖော်ယူရရနော်ဒီလိုင်းစင်းကကျွန်တော်တို့2မျိုးရှိတယ်ဗျအခုံးထိုးလို့ရတယ်အခွက်ထိုးလို့ရတယ်ကျွန်တော်ပထမဗီဒီယိုဖိုင်မှာဒီတဲ့အနုစိတ်တွေဗျအကုန်တင်ပြခြင်းတာတင်လို့ကိုမရဘူးဗျာဒါဆိုအကြီးဆုံး site ထိရောက်ပြီပေါ့ဗျာဆောင်းနဲ့ထိုးတဲ့အနေထားမှာဆောင်းနဲ့ထိုးပြီးတော့ဒီအချိန်လေးရောက်ရင်ကျွန်တော်ကိုပတ်ချုံးမယ်တော့ဒါ220ကိုပတ်220ကိုပတ်နဲ့ရေမပါဘဲနဲ့ကျွန်တော်အချောက်တိုက်ဒီတိုင်းပဲချောတာနော်အဲ့ဒါတကြောင်ချင်းဖိချုံချုံနဲ့ဒီချိန်နေထိရောက်အောင်ချောရမှာပါနော်နည်းနည်းတော့ပင်ပန်းမယ်ဗျာနော်ဒါဗီဒီယိုထဲမလို့များနေတာပါလို့အပြင်မှာလက်မောင်းပြုတ်လို့မတချောရပါတယ်လို့ဒါ original line နဲ့ကျွန်တော်ရှင်းကြည့်တယ်ဗျာကိုပတ်အကျန်းစင်ပြီးသွားပြီပေါ့နော် line ပေါ်သွားပြီပေါ့အဲ့မှာကျွန်တော်ရေစားကိုပတ်ရေနဲ့စတင်ချောမှာနှစ်ပတ်400နဲ့400နေနှစ်ပတ်600ရှိမယ်800ရှိမယ်1000ရှိမယ်ဒါကျွန်တော်1500အထိနောက်ဆုံးချောနေတာ400နေစပြီးချောခဲ့တာ1500ရောက်ပြီကိုပတ်တစ်ချက်စင်းကြီးကိုညံ့ညိုးအောင်ချောရမှာနော်ကိုပတ်ချောတာပြင်းလို့တော့မရဘူးဗျအပွန်းစင်းလုံးဝပြောက်အောင်ချောရမယ်နော်အပွန်းစင်းမပြောက်ဘူးဆိုရင်ဒီလိုအယောင်တင်တဲ့ခုကျွန်တော်တင်ပြတဲ့နီးနဲ့ဆိုရင်အပွန်းစင်းမပြောက်ဘူးဆိုရင်အယောင်တင်တဲ့နေရာမှာမလှဘူးဗျာနော်တကယ်လို့ကိုပတ်ချောတာကိုဒီလိုအပွန်းစင်းမကြံအောင်မချောနိုင်ဘူးဆိုရင်ကျွန်တော်ဘော့စနီလိုက်ကစပရေးနဲ့ပဲမှုတ်ပါဗျာနော်စပရေးဘူးကျတော့အပွန်းစင်းတွေကိုတုံတောင်ကဆိုပျောက်သွားတယ်ဗျဒါကျွန်တော်ညာလဲမိုးချုပ်လာပြီဆိုတော့စီးပတ်မှာဆိုလို့ဒါကျွန်တော်3 and ကစ်နဲ့ပဲဗတ်ဘိန်းလေးနဲ့အယောင်တင်တယ်ပေါ့ဗျာဗတ်ဘိန်းမှာလည်းမိမိကြိုက်နေတဲ့ဗတ်ဘိန်းအမျိုးအစားတွေအများကြီးရှိတယ်နော်ကိုစင်ပြေတာနဲ့သုံးလို့ရတယ်ဒါကျွန်တော်ဒါလေးနဲ့သုံးပြပေးထားဒါကိုပတ်ချောတာပြောင်းနေတဲ့အတွက်ကျွန်တော်အယောင်တင်တဲ့နေရာမှာခဏလေးနဲ့အယောင်တက်လွယ်တယ်ပေါ့ဗျာကဲတချို့ကျွန်တော်ညီငယ်တွေများအစာဆုံးလေးလောက်ပြပါလို့ကြည့်ကျင်တယ်လို့တောင်းဆိုထားလို့ပါနော်ကျွန်တော်တတ်နိုင်ဆုံးတော့လုပ်ပြပေးပါလေဗျာဗီဒီယိုဖိုင်ကရှေ့လုံးဝကြီးတော့လည်းတင်လို့မရဘူးဗျာကျွန်တော်လည်း edit လုပ်တဲ့ဟာလေးကမကြွညင်တော့လူကလုံရင်းနဲ့စိတ်ကမရှိဘူးဗျာပထမတင်ထားတဲ့ဟာလည်းဘယ်ပြောက်လို့ပြောက်တော့မှမသိဘူးဆက်တင်လို့လည်းမရဘူးအင်တာနက်ကလည်းမကောင်းဗီဒီယိုဖိုင်ကရှေ့ကျွန်တော်ကအလုံးလုံးရတာစိတ်ရှိတယ်ဗျာဖုန်းကန်ရတာတော့စိတ်မရှိဘူးဗျာကိုကမလုပ်တတ်တော့တင်မရစိတ်တွေကတိုးနေတာ
ဒါဒီပြန်တော့ကျွန်တော်ကြိုးစားပြီးတော့မရရအောင်ပြန်လုပ်ပေးတာပေါ့ဗျာဒါလေးအယောင်တင်ကြကြနက်နက်လေးအယောင်တင်တီးတဲ့တက်တဲ့လူတွေကတော့ကြော်သွားပေါ့ဗျာနော်ဒါလေးကတောင်းဆိုထားတဲ့လူလေးတွေကြည့်ကျင်တော့ပါကြည့်အောင်လို့ကျွန်တော်တင်ပေးတာပါကျွန်တော်လည်းမအားတဲ့ကြားတဲ့ကနေဒီပစ္စည်းလေးကဒါကျွန်တော်ဒီနေ့တည့်ရက်ပဲအားချင်းလုပ်ပေးရမှာဗျာသူကတက်တန်းတိုးအမိဆိုတော့လေတက်တန်းတိုးတဲ့နေရာမှာမီးခွက်လေးပေါက်နေတော့တက်တန်းတိုးလို့မရလို့ပါဆိုလို့ကျွန်တော်ဒါတည့်ရက်ထဲနဲ့အပြီးလုပ်ပေးရတဲ့အနေထားမလို့ပါနော်မအားတဲ့ကြားတဲ့ကနေကျွန်တော်ရိုက်ပြခြင်းလုံးတော့ရိုက်ပြပေးရတာပါလို့ဒါကျွန်တော်အယောင်တင်ပြီးသွားပြီဗျာတီချာလေးကြည့်ကြည့်ပါဦးဗျာနော်အပေါ်ကအသေးစားလေးက original မူရင်းကျွန်တော်ဖြတ်ချထားတဲ့ကား original အစအောက်ကဒါကျွန်တော်ထိုးထားတဲ့ဟာပဲနော်အဲ့အနေလောက်ဆိုလက်ခံလို့ရပါတယ်နော်ကျွန်တော်တို့ဈေးတန်းလေးတွေတယောက်နဲ့တယောက်မင်းကဈေးကြီးတယ်ဟိုဆိုင်ကဘယ်လောက်ပဲပေးရတယ်ဆိုဒီလိုလက်ရလေးကွာပါတယ်ဗျာနော်စောစောနာတချို့ဆိုင်နေဆိုရင်ဒီလောက်ထိမလုံတတ်တာလားလုံမပေးတာလားတော့မသိဘူးပေါ့ဗျာအဲ့လိုချစ်စူးလေးနဲ့ချစ်ရလေးပါသွားပြီးပြီဆိုပြီးတော့ပဲသူတို့ကလှုပ်ထားကြတာရှိတယ်ပေါ့ဗျာဒါကျွန်တော်လည်းပိုင်ရှင်ကအပေါက်ပိတ်သွားရင်ပြီးရောခိုင်းတာနော်ဒါပေမဲ့ကျွန်တော်အဲ့လောက်ထိလုံမပေးခြင်းမဟုတ်ဗျာနော်ဒါကျွန်တော်လောကလည်းပို့မရပါဘူးကျွန်တော်စေတနာကိုအားစိုက်ထည့်ပြီးတော့အမှန်ကန်တိုင်းပဲလုပ်ပေးတာပါနော်ပတ်စံပို့ရပါစေတော့ဆိုပြီးတော့မြုံလေးချက်မထားဘူးဗျာနော်ကျွန်တော်တတ်နိုင်ကြလို့တော့ကျွန်တော်ကြိုးစားပြီးတော့လုပ်ပေးတယ်ဗျဒါ original အစအပေါက်ပိတ်သွားပြီးရောဆိုစောနာကျွန်တော်ချစ်စူးနဲ့ချစ်ထားတဲ့မြင်းချောင်းတိုင်းပိတ်ပေးလိုက်လို့ရရဗျာနော်ကျွန်တော်ဒီ line ကြီးဒါလောက်ထိကျွန်တော်အားကျုံးမှတ်တဲ့လုပ်ထားတာကြည့်ပါဦးနော်ဒါတချို့ပိုင်ရှင်တွေလည်းသိစေချင်တယ်ပေါ့ဗျာကျွန်တော်တို့လောက်အားမှကြဘယ်လောက်ထိအားဆိုင်ရတယ်ဆိုတာဒါလေးက 3i ပေါ့ဗျာနော်ကျွန်တော်မန်းလေးမှာဆို6500ပေးဝယ်ရတယ်အယောင်တင်နဲ့ကစ်ပေါ့ဗျာနော်ဒါ original line နဲ့ကျွန်တော်ထိုးထားတဲ့ line နဲ့ရှင်ပြပေးတာပါနော်ကျွန်တော်ဒီလို line တွေကအခုံးရှိတယ်ဗျာအခွက်ရှိတယ်ဗျာဒီနေ့တော့ကျွန်တော်ဒါအခုံးကိုရွေးပြီးထိုးလိုက်တယ်ဒါကျွန်တော်မီးပေးတယ်ဗျာမီးပေးပြီးတော့ကျွန်တော်အဝတ်နဲ့ဒီလိုဖိချပြီးခုံးသူ့အခုံးကွေးလေးတိုင်းကွေးပေးတာပါနော်မိုးနဲ့ခုံးတာလားဘာလားအဲ့လိုတိကျင်ကြလို့ပါနော်ဒီမီးကွဲကသူပေါက်နေတဲ့အခုံးနဲ့ရှေ့ရအခုံးနဲ့ level ညီလို့ပါနော် level ညီတော့ကျွန်တော်ရှေ့နားလေးမှာပဲခုံးလိုက်တယ်အန်ဂျာလေးပါပဲနော်အဲ့ဒီအရာတိုင်းလေးကျွန်တော်တို့ကမှင်နဲ့ပဲဖြစ်ဖြစ်ချစ်စူးနဲ့ပြမှတ်ပြီးအပေါက်ဖောက်ထည့်ပေါ့ဗျာဒါတော့ကျွန်တော်ဗတိကုံသွားတဲ့အတွက်ဖုံးဆက်ရိုက်လို့မရလို့ဒီတဲကိုဖောက်ထည့်တာတော့ရိုက်မပြလိုက်ရတော့ဘူးပေါ့ဗျာနော်ညာလဲမိုးချို့သွားပြီလေနော်ဒါမှောင်တဲ့ဒီကိုကျွန်တော်လုံနေရတယ်220ကိုဘတ်နဲ့ကျွန်တော်ချောနေတာနော်ကိုဘတ်အဆင့်ဆင့်ချောပြီးနောက်ပိုင်းဒါအယောင်တင် PC အဆင့်ပေါ့ဗျာနော်ဒီလဲရတော့ဆိုဒါပိုင်ရှင်တွေလက်ခံလို့ရပါတယ်လို့နော်သူတို့အပေါက်ပိတ်ရင်ပြီးရောဆိုခိုင်းတဲ့ပစ္စည်းပါပဲဒါပေမဲ့ကျွန်တော်စေတနာအပြည့်နဲ့လုပ်